26ရက်2026 10ကြိမ် 3D line ပေါ်ကဆရာကြီးအားလုံးတင်လိုက်ပါပြီ10 break 5 site ပထမကတ်လေးကြည့်အောင်ခွန်9 9အောက်ကွာဝေးတူတူပါပဲ9ခွန်9 335ခွန်9 9ကနေဒီမှာဆင်းလာကွာဝေးတူတူပါပဲကွာဝေးတူတူပါပဲ1ခွန်9ဒီကနေကွာဝေးတူတူပါပဲသူ့အလောင်းလေးနဲ့သူပါ136ဘူဘရိတ်ပါရပထမကတ်လေးကြည့်ရအောင်860ကွာဝေးတူတူပါပဲ386ပထမကတ်လိုပါပဲ353ည353ညဒီ860ကနေပြီးတော့အောက်မှာဆင်းလိုက်တော့ဒီမှာပြေးလိုက်တော့ကွာဝေးတူတူပါပဲပထမကတ်လိုပါပဲ51ခွန်အဲ့ဒါနေအောက်ဆင်းလိုက်ရင်ကွာဝေးတူတူပါပဲသူကာကနေသူခွဲထားပါတယ်316ဒုတိယကတ်ကြည့်ရအောင်ခွန်80ကာလာလေးနဲ့ပါ839ခွန်ကွာဝေးတူတူပါပဲသူ့ဆောင်မှာတက်လိုက်ရင်295ဒီမှာပို့တယ်အဲ့ရနေပြန်ဆင်းလိုက်ပါမယ်396 396 396 96 936လို့ကွာဝေးတူတူပါပဲ541ကွာဝေးတူတူပါပဲ893893နဲ့ဒုတိယကဒုတိယကတ်ကြည့်အောင်ခွန်36ကွာဝေးတူတူပါပဲပထမကတ်လိုပါပဲ3ခွန်6သူ့ဆောင်မှာ938 938က938လို့ပို့ပါတယ်အဲ့လိုပို့ပြီးတော့သူ့ရဲ့ဒီရင်ဆိုင်မှာ351လို့ရိုက်ပါတယ်ပထမကတ်လိုပါ6 3996ပို့လို့ပါပဲအဲ့ဒါနေပြီးတော့ဒီမှာတက်လိုက်ဆင်းလိုက်ပါကွာဝေးတူတူပါပဲသူကာရင်တူပါ415ဒီတက်ငါနေပဲကွာဝေးတူတူပါပဲဒီမှာဆင်းလိုက်ပါကွာဝေးတူတူပါပဲသူကာနဲ့သူခွဲထားပါတယ်983တတိယကကြည့်ရအောင်930သူကာနဲ့သူပါပဲအောက်ဆင်းလိုက်ပါအဲ့မှာ649ကနေအောက်ဆင်းလိုက်ပါကွာဝေးတူတူပါပဲ913ကနေပြီးတော့ဒီမှာကွာဝေးတူတူပါပဲ930ကနေပြီးတော့ဒီမှာလာတယ်941ကနေပြီးတော့ဒီမှာကွာဝေးတူတူပါပဲရှင်းပါတယ်941ဒီ941ကနေပြီးတော့ဒီမှာကွာဝေးတူတူပါပဲ441လို့ပြန်ရိုက်ပါတယ်441ကနေပြီးတော့ဒီဘက်သွားလိုက်ပြီကွာဝေးတူတူပါပဲကာလာလေးတိုင်ပါပဲခွန်1နှစ်လို့ဖြစ်ပါတယ်နောက်တစ်ဆိုင်လေးကြည့်အောင်နောက်တစ်ဆိုင်ကြည့်အောင်984ကွာဝေးတူတူပါပဲ641ကွာဝေးတူတူပါပဲ856ကွာဝေးတူတူပါပဲဒါထောက်တက်ကွာဝေးတူတူပဲ2ခွန်3ခွန်3အတူတူဒီမှာကွာဝေးတူတူပါပဲဒီကနေအောက်ဆင်းလိုက်ပါ460သူကလည်း10 break ပါပဲကွာဝေးတူတူပါပဲဒုတိယကတ်လေးကြည့်အောင်ဒီမှာစက်ကလန်လဲဆိုဒါ486ပါပဲ489ပါပဲစောစောကတ်လို့ပါပဲ489ကိုဒီကနေအောက်ဆင်းလိုက်ပါ146 146ရဲ့ဒီမှာအောက်ဆင်းလိုက်ပါကွာဝေးတူတူပါပဲစောစောကတ်လို့ပါပဲ
856စောစောကတ်တိုင်းပါပဲကွာဝစ်တူတော့ပေါ်တက်လိုက်ပါပြီစောစောကတ်လို့ပါပဲ2ခွန်3ညခွန်ဒါစောစောပထမကတ်လို့ပါပဲအဲ့ရနေပြီးတော့ဒီမှာဆင်းတက်လိုက်ပါပြီဒီကနေအောက်ဆင်းလိုက်ပါပြီအောက်ဆင်းလိုက်တဲ့ခါကျတော့ဒီမှာသူကာနေတဲ့သူဟာ3ညခွန်3ညခွန်နဲ့6ည4 460လို့သူကာလာနေတဲ့လူတွေပါအဲ့ဒါကကြည့်အောင်တော့3ခွန်သူကာလာနေပါတယ်ဆင်းလိုက်ပါပြီ920နေရောဒီမှာပြက်လိုက်ပါပြီ8ခွန်ကနေပြီးတော့ဒီမှာတက်လိုက်ပါပြီခွန်3ည3ဘူဘရိတ်ပါပဲအဲ့ဒါပထမကပ်ပါဒုတိယကပ်ကြည့်အောင်3ခွန်1အောက်ဆင်းလိုက်ပါပြီပထမကပ်လို့ပါပဲ3ည2 5တက်လိုက်ပါပြီခွန်8ခွန်နဲ့ပြီးတော့ဒီမှာသွားလိုက်ပါပြီအဲ့သူကာနေသူဟာခွန်3ညခွန်3ညခွန်ဘူဘရိတ်5ဆိုင်ပါဘယ်လို